online ပေါ်ကချစ်သူနဲ့ဖုန်းပြောတိုင်းဒီမိန်းကလေးဟာမျက်နှာတစ်ဖက်ပဲပြရဲရှာပါတယ်ဘာလို့လဲဆိုတော့သူမဟာဂိမ်းထဲမှာနတ်မိမယ်လေးတစ်ပါးလိုဖြစ်နေပေမဲ့တကယ်တမ်းအပြင်လောကမှာတော့ပေါင်300လောက်ရှိတဲ့ဝဝဖြိုးဖြိုးအမျိုးသမီးတစ်ယောက်ဖြစ်နေလို့ပါပဲဒီအချက်ကသူမရဲ့ယုံကြည်မှုကိုပျောက်ဆုံးစေခဲ့ပြီးချစ်သူကိုအမှန်တိုင်းပြောပြဖို့လည်းအရန်ကြောက်နေခဲ့ပါတယ်တနေ့မှာတော့သူမရဲ့ online ချစ်သူကအချင်းချင်းဓာတ်ပုံပြန်လည်ပို့ကြဖို့ရုတ်တရက်ပြောလာပါတယ်မိန်းကလေးလည်းဘာလို့ရမှန်းမသိဖြစ်သွားကသူမရဲ့တငယ်ချင်းစီမှာအကူအညီတောင်းလိုက်ရပါတယ်သူမရဲ့တငယ်ချင်းကဓာတ်ပုံကိုပြင်ပေးလိုက်တဲ့အခါမှာတော့အရန်ကိုလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်သွားပါတော့တယ်မိန်းကလေးကအဲ့ဒီဓာတ်ပုံကိုသူမရဲ့ချစ်သူစီဝမ်းသာအားရပို့ပေးလိုက်ပြီးအပြင်မှာတော့ဓာတ်ပုံတွေကနဲ့နည်းနည်းတော့ကွာခြားနိုင်တယ်ဆိုတဲ့စာတိုလေးလည်းထည့်ရေးလိုက်ပါတယ်တစ်ဖက်မှာလည်းချစ်သူကောင်လေးဟာဓာတ်ပုံကိုမြင်လိုက်ရတဲ့အခါမှာတော့သူကန်ထူးပြီးဆိုပြီးသဘောကျနေပါတော့တယ်အကြောင်းကတော့သူမဟာလှယုံတင်မကပဲချမ်းသာတဲ့ပုံလည်းပေါက်နေလို့ပါအဲ့ဒီညမှာပဲသူဟာဂိမ်းထဲမှာမီရှူမီပန်းတွေအကြီးအကျယ်ဖောက်ပေးပြီးသူမကိုချစ်ရေးဆိုခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးမိန်းကလေးဟာပျော်ရွှင်မှုတွေထဲမှာနစ်မျောနေခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲကောင်လေးကသူမစီကနေလက်ဆောင်ပစ္စည်းတွေကိုတောင်းဆိုလာပါတယ်မိန်းကလေးကလည်းတွတ်ဆုတ်မနေပဲသူလိုချင်တာမှန်သမျှအကုန်ဝယ်ပေးခဲ့ပါတယ်နှစ်ပတ်ကြာမှာတော့ကောင်လေးကလူချင်းတွေ့ဖို့ပြောလာပါတယ်မိန်းကလေးမှာယုံကြည်မှုလုံးဝမရှိပေမဲ့သူမရဲ့တငယ်ချင်းကနင်တာပြင်ဆင်လိုက်ရင်နင့်ချစ်သူကိုတေချာပေါက်ဖန်ဆားနိုင်မှာပါလို့အားပေးခဲ့ပါတယ်ဒါပေမဲ့လူချင်းတွေ့ရမယ့်နေ့မှာတော့အဲ့ဒီတငယ်ချင်းကသူမအတွက်အဆင်မပြေတဲ့ကာဝင်နဲ့ရုပ်ဆိုးစေမဲ့မိတ်ကပ်မျိုးပြင်ဆင်ပေးခဲ့ပါတယ်တကယ်တော့အဲ့ဒီတငယ်ချင်းဟာမိန်းကလေးမှာချစ်သူရသွားတာကိုမနာလိုဖြစ်နေတာပါထိုကောင်လေးရဲ့အကောင့်ထဲကိုလည်းခဏခဏသွားကြည့်ပြီးတထေးသားတယောက်လိုလည်းမှားယွင်းထင်မှတ်နေခဲ့တာဖြစ်ပါတယ်ကောင်လေးဟာကော်ဖီဆိုင်မှာအကြာကြီးစောင့်နေခဲ့ပါတယ်မိန်းကလေးကိုလှမ်းကြည့်လိုက်ပေမဲ့သူ့ရဲ့ online ချစ်သူဆိုတာမသိခဲ့ပါဘူးမိန်းကလေးကသူ့အနားကိုတုံတုံရင်ရင်နဲ့ကတ်သွားတဲ့အခါမှာတော့သူ့ရဲ့ online ချစ်သူဆိုတာသတိထားမိသွားပြီးမင်းတက်သွားပါတော့တယ်ကောင်လေးကဒေါသထွက်တော့မဲ့အချိန်မှာပဲမိန်းကလေးဟာသူပြင်ဆင်လာတဲ့တံမိုးကြီးနာရီကိုထုတ်ပြလိုက်ပါတယ်ဒါကိုမြင်တာနဲ့ကောင်လေးဟာချက်ချင်းလေတံပြောင်းသွားပြီးကိုကမင်းရဲ့စိတ်ထားလေးကိုပဲအမြဲချစ်ခဲ့တာပါလို့ပြောလိုက်ပါတယ်မကြခင်မှာပဲကောင်လေးဟာပိုပြီးအတင်းရဲလာကပတ်စံတွေခဏခဏတောင်းလာပါတယ်များပြားလာတဲ့အတုံးစိတ်တွေကြောင့်မိန်းကလေးရဲ့အကိုဖြစ်သူကတန်တရားဝင်ပြီးအဲ့ဒီကောင်လေးကိုလှုပ်ဝက်စုံစမ်းခဲ့ပါတယ်နောက်တော့အကိုဖြစ်သူကစားတောက်ဆိုင်တစ်ခုရဲ့ CCTV မှတ်တမ်းကိုမိန်းကလေးရှိမှချပြလိုက်ပါတယ်သူမရဲ့ချစ်သူဟာသူမရဲ့တငယ်ချင်းနဲ့အမြဲတမ်းတွဲနေခဲ့တဲ့ဆိုတာကိုသူမလုံးဝမထင်မှတ်ထားခဲ့ပါဘူးပထမတော့မိန်းကလေးကဒါကိုမယုံကြည်ခဲ့ပေမဲ့တငယ်ချင်းရဲ့အိမ်ကိုခိုးပြီးသွားကြည့်တဲ့အခါမှာတော့သူတို့နှစ်ယောက်နမ်းနေကြတာကိုမျက်မြင်တွေ့လိုက်ရပါတယ်စိတ်ပြအားငယ်သွားတဲ့သူမဟာသူတို့ကိုပြန်ပြီးလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့နှစ်ယောက်လုံးရဲ့ဖုန်းနံပါတ်တွေကိုပိတ်ပစ်လိုက်ပြီးလေ့ကျင့်ခန်းတွေပြင်းပြင်းထန်ထန်လုပ်ပါတော့တယ်သူမရဲ့အားရင်အကုန်လုံးကိုပြုပြင်ပြောင်းလဲဖို့ပဲအသုံးချခဲ့ပါတယ်နှစ်လအကြာမှာတော့သူမဟာလုံးဝတခြားလူတစ်ယောက်လိုဖြစ်သွားခဲ့ပါတယ်ကုမ္ပဏီကိုပြန်ရောက်လာတဲ့အခါမှာတော့တစ်ချိန်ကသူမကိုလောင်ပြောင်ခဲ့တဲ့တငယ်ချင်းဟာသူမကိုကြည့်ပြီးအံ့အားသင့်ကပါဇက်အဟောင်းသားဖြစ်သွားပါတော့တယ်